ကျမလွန်ခဲ့တဲ့9နှစ်ရဆိုလို့ရှိရင်အသက်23နှစ်ပဲရှိအောင်မယ်23နှစ်တုန်းကလည်းကျမစီးပွားရေးကိုစတင်ခဲ့ရပဲ23နှစ်မတိုင်ခင်မှာကျမသူများအလုပ်ကိုလုပ်တယ်သူများအလုပ်မှာလုပ်နေတဲ့လကစားတယောက်ပဲဖြစ်တယ်ပေါ့နော်အဲကနေပြီးတော့အသက်23နှစ်ကနေစပြီးစီးပွားရေးလုပ်တဲ့အခါမှာကျမ30ချီကိုစရလာတဲ့ experience ကို share ပေးချင်တယ်အခုဒီနေ့ခေတ်မှာလူငယ်တွေဖြစ်စေအိမ်ရှင်မတွေဖြစ်စေဒီ online မှာ business စပြီးတည်ချင်တယ်ဆိုတဲ့သူတွေရှိတယ်30ချီဆိုတာဖြစ်နိုင်ပါမလားဆိုတဲ့တွေးနေတဲ့သူတွေလည်းအများကြီးရှိတယ်30ချီဆိုတာ business owner တွေလုပ်နေတဲ့သူတွေအတွက်ဘာမှမဟုတ်ပေမဲ့တကယ်ကိုစလောဝါသူတွေအတွက်30ချီဆိုတာလေကတစ်တစ်ခုဖြစ်တယ်သူတို့အဲ့နေရာကိုတက်ဖို့အတွက်ခက်ခက်ခဲသွားရတဲ့အခြေအနေတွေလည်းအများကြီးရှိမယ်ဆိုတာကိုကျွန်မသိတယ်ကျွန်မရဲ့လွန်ခဲ့တဲ့9နှစ်လောက်က23နှစ်အရွယ်က30ချီကိုဘယ်လိုနည်းနဲ့ရှာနိုင်ခဲ့လဲဆိုတော့30ချီဆိုတဲ့ဝင်ငွေကိုရဖို့အတွက်ဆိုပြီးတော့အလုပ်ရှာမယ်ဆိုရင်ဒီနေ့ခေတ်မှာအလုပ်တွေကတော့အများကြီးရှိတယ်ဒါပေမဲ့ဒီနေရာမှာပြောချင်တာ30ချီဆိုတာကိုမပြောဘဲနဲ့ကိုပိုင်စီးပွားရေးစလုပ်ချင်တဲ့သူတွေကိုပြောချင်တယ်ဒါ online မှာကိုယ့်ရဲ့ business ကိုစပြီးတည်ချင်တာပေါ့တည်ချင်တဲ့အခါမှာစ조사နေပေမဲ့တလားကိုအမြတ်4သိန်း5သိန်းလောက်တောင်မရသေးရလဲရှိမယ်10သိန်းလောက်တောင်မမှန်သေးရလဲရှိလိမ့်မယ်ဒါပေမဲ့ဒီနေရာမှာပြောချင်တယ်ကိုပိုင်စီးပွားရေးစတင်တဲ့ချိန်မှာအမြတ်အရန်လိုချင်နေတဲ့သူအမြတ်ကြီးပဲအရန်သူအာယုံဆိုင်နေတဲ့သူတွေကအဲ့လောက်ထိကြီးကျယ်တဲ့အမြတ်ကိုမရဘူးလို့ကျမရဲ့ experience နဲ့ sharing လုပ်ပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ကျမစီးပွားရေးကိုစတင်တဲ့စိတ်ကိုပြန်ပြီးအခြေခံပြီးပြောရမယ်ပေါ့နော်။ကျမဒီကိုပိုင်စီးပွားရေးကိုစခဲ့တာ30ချီဆိုပြီးတော့စခဲ့တာမဟုတ်ကျမတို့ကအောက်ခြေကနေလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့တွေးထဲမှာသူများရဲ့အလုပ်ကိုလုပ်နေရတာညမအိပ်ပဲနဲ့လုပ်ရတာရမ်းပင်ပန်းလာတယ်အဲ့ခါမှာချမ်းသာချင်တာကျမချမ်းသာချင်တော့โอเคငါချမ်းသာဖို့ဆိုရင်ငါကိုပိုင်စီးပွားရေးလုံးမရမယ်ဆိုတော့စန္ဒာနဲ့ကျမအစပြုတ်ခဲ့တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်30ချီလည်းမတွေးဘူး300ချီလည်းမတွေးဘူးဘာလို့လဲဆိုတော့အဲ့လောက်တွေးဖို့အဝေးကြံသေးရဲ့လို့ခံစားရဒီဗီဒီယိုကြည့်နေမိတ်ဆွေတွေမှာလည်းအဲ့လိုအတွေးသူရဲ့သူတွေလည်းရှိလိမ့်မယ်တချို့မိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်လည်းတစ်ခါလောက်တာနဲ့30ချီရချင်တယ်ဆိုတဲ့သူတွေလည်းရှိလိမ့်မယ်ကျမပြောချင်တာရီမန်းချက်ရှိတာအရန်ကောင်းတယ်တိုးတော်ရလက်ကိုအရန်တိုင်းပြီးတော့အဲ့ဒါကြီးပေါ်မှာအရန်ထားနေတဲ့သူတွေကကိုပိုင်စီးပွားရေးစတင်တဲ့အခါမှာစိတ်သက်ကြကြတာများတယ်ကျမအနေနဲ့ချမ်းသာချင်တယ်ချမ်းသာမှုတစ်ခုကိုရဖို့အတွက်အချိန်တော်တော်လေးနဲ့မဖြစ်လာဘူးဆိုတာကျမသိတယ်ဒါပေမဲ့ကိုပိုင်စီးပွားရေးကိုဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒနဲ့ကျွန်မစခဲ့တယ်။ဒါလည်းဒီ online မှာကိုယ့်ရဲ့ကိုပိုင်ကိုလုပ်ချင်တယ် business ကိုတည်ချင်တယ်ဆိုရင်အဲ့ mindset ရှိဖို့လိုတယ်။ချမ်းသာချင်တာအရင်ကောင်းတယ်။တိုးတော့အခုလို့အခုအောင်မြင်ချင်တယ်အခုလို့အခု30ချီရချင်တယ်ဆိုတဲ့စိတ်ကိုတော့လွှတ်ချဖို့လိုတယ်။အဲ့ဒီစိတ်နဲ့လုပ်ရင်တော့ဘယ်တော့မှမရဘူး။ဘာကြောင့်လဲသိလား။ကိုကမကျွမ်းကျင်သေးဘူး။ကိုက30ချီရချင်ပေမဲ့30ချီနဲ့ထိုက်တန်တဲ့အုံနောက်အတွေးခေါ်အတွေ့အကြုံမရှိသေးဘူး။အဲ့လိုမရှိသေးဘဲနဲ့30ချီဆိုတာဝင်လာမှာမဟုတ်အလွယ်တကူဘယ်တော့မှမရဘူးဆိုတော့သိစေချင်တယ်ကျမအနေနဲ့အဲ့တော့ဆိုရင်ချမ်းသာချင်တဲ့စိတ်နဲ့စ조사တယ်ကိုယ့်ရဲ့မျက်စိရှေ့မှာစ조사တဲ့သူတွေကိုကြည့်တယ်သူတို့ဘယ်လိုစ조사လဲသူတို့ဘယ်လိုလုပ်လဲဆိုတော့ကျမကြည့်တယ်သူတို့အနေနဲ့ post တွေကိုနေ့တိုင်းတင်တယ်ဒီ social platform မှာသူတို့ like တွေကိုနေ့တိုင်းလွှင့်တာကိုတွေ့ကျမအတွက်ခက်ခဲလားဆိုတော့ခက်ခဲတယ်မလုပ်တတ်ဘူးစကားလည်းမပြောတတ်ဘူးကိုယ့်ရဲ့ဒီလုပ်ငန်းကိုလည်းအစိမ့်တက်တက်ဖြစ်နေတဲ့အခါမှာမကျွမ်းကျင်ဘူးတိုးတော့ကျမနေ့စဉ်လုပ်ဖို့ဇွဲရှိတယ်ဘာကြောင့်လဲဆိုတော့ကျမချမ်းသာချင်လို့ဖြစ်တယ်30ချီမရခေါင်းလားဆိုတဲ့ဆန္ဒမရှိဘူးဒါပေမဲ့ကျမအဲ့စိတ်နဲ့တရက်ကို post တွေအပို့80လောက်ထိကျမတင်တယ် like တွေဆိုလည်းလွှင့်မတက်ဘူးလူတွေမကြည့်ဘူးကျမနေ့တိုင်းဇွဲရှိရှိနဲ့လွှင့်တယ်ပြီးရင်လှုပ်တက်နေတဲ့သူတွေကိုကျမတင်ယူတယ်သူတို့ဘလို့လှုပ်လဲသူတို့ဘလို့စကားပြောလဲသူတို့ဘလို့ရောင်းချလဲသူတို့ပစ္စည်းတွေကိုသူတို့ဘလို့ရောင်းလဲဆိုတာကိုတင်တန်းတွေမတက်ခင်ကျမအမြင်နဲ့အရင်လေးလာတယ်လေးလာပြီးကျမတကယ်ကိုလက်တွေ့စ조사တယ်သူတို့ထပ်နှစ်ဆဖို့စ조사တယ်ဘာလို့လဲဆိုတော့ချမ်းသာချင်လို့ဖြစ်တယ်အဲ့ဒီလိုနည်းနဲ့ကျွန်မလှုပ်ရင်းနဲ့ကိုယ့်ရဲ့ like တွေကိုပြန်ကြည့်တယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုပြန်ပြီးတော့သုံးသပ်တယ်ပြီးပိုကောင်းအောင်လုပ်ဖို့ဆန္ဒရှိတယ်ဒါပေမဲ့ကျွန်မ6လလောက်ထိတဘူးမှမရောင်းရအောင်ဒါပေမဲ့ကျွန်မစိတ်ထက်မကြခဲ့ဘူး30ချီရရမယ်ဆိုတော့စိတ်မျိုးနဲ့လောဘတကြီးအပူပင်တောကနဲ့လုပ်ခဲ့တာမဟုတ်ဒါပေမဲ့ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးကိုဇွဲရှိနဲ့လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘာမှမရနေအောင်ကျွန်မပျော်ကြီးနဲ့ပင်ပန်းခံပြီးကျွန်မစ조사တဲ့အချိန်မှာ6လကြော်တယ်9လ10လလောက်မှာကျွန်မတီးတီးတာတာကိုရောင်းအားတွေရလာ10လမြောက်လောက်မှာကျွန်မ30ချီဆိုတဲ့အမြတ်ကိုစပြီးတော့ခံစားလာဖြစ်တယ်ဒီနေရာမှာအဓိကပြောချင်တာလေအခုဆိုလို့ရှိရင် social platform မှာလောက်ကင်နေတဲ့သူတွေအများကြီးရှိတယ်တရက်2ရက်ပဲလောက်ရသေးတယ်ရလည်းမထွက်လို့ရောင်းမကောင်းလို့ဆိုပြီးတော့လမ်းများတယ်စိတ်တက်ကြတယ်လမ်းပြောက်တယ်လို့ပြောကြတယ်ပြီးရင်တခြားသူတွေကိုကြည့်တယ်အားကြတယ်ပြီးရင်ကိုအကောင်းဆုံးလှုပ်ဆောင်တာတွေနဲလာကြတယ်
ဘာလို့လဲဆိုတော့ရလက်ကိုမြန်လိုချင်လို့ဖြစ်တယ်တေချာတခုကအဲ့ဒီဆယ်ချီပဲဖြစ်ရာချီပဲဖြစ်အဲ့ဒီအရာနဲ့ထိုက်တန်တဲ့အတွေ့အကြုံလိုတယ်အဲ့ဒီအရာနဲ့ထိုက်တန်တဲ့အတွေးခေါ်လိုတယ်အဲ့ဒီအရာနဲ့ထိုက်တန်တဲ့စ조사အားထုတ်မှုလိုတယ်ကျိုးတော့စ조사နေတယ်ပိုကောင်းအောင်မစ조사ဘူးလေ့လာမှုတွေမရှိဘူးအမြင်တွေမကြည့်ဘဲနဲ့မျက်လုံးစုံမှိတ်ပြီးတော့စ조사နေမယ်ဆိုရင်အမှောင်ထဲမှာလမ်းလျှောက်နေတဲ့အတူတူပဲဒီနေ့ခေတ်မှာဆိုရင်ကျမတို့လိုမျိုး sharing လုပ်ပေးနေတဲ့သူတွေအများကြီးပဲသင်ယူစရာတွေအများကြီးရှိတယ်တကယ်ဒါစ조사ချင်တယ်ဆိုရင်မိတ်ဆွေအနေနဲ့ပေါ့နော်ကိုလုံနေတဲ့အရာတွေဘာမှားနေလဲဆိုတာကိုသုံးသပ်လို့အများကြီးရတယ်ကိုပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းအများကြီးရှေ့မှာလုပ်ခဲ့တဲ့သူတွေကိုကြည့်ပြီးတော့ပြင်လို့ရတယ်အဲ့လိုပြင်ဆင်ပြီးတော့တနေ့တာမှာပိုကောင်းအောင်လုပ်သွားမယ်ဆိုရင်အချိန်3လနဲ့6လကြာထဲမှာလိုချင်တဲ့ရလက်ရကိုရတယ်ဆိုတာကိုကျွန်မအာမခံတယ်သိန်း10ချီမဖြစ်ခင်မှာသိန်း10ချီဖြစ်လာဖို့အတွက်လေ့လာမှုမှန်ရတယ်ဇွဲရှိရမယ်ပြီးအတွေ့အကြုံများရအောင်လုပ်ရမှာဖြစ်တယ်အဲ့ဒီအတွေ့အကြုံတော့မရှိသေးဘဲနဲ့လွယ်ကူငွေရတဲ့နီးလိုက်ရှာနေမယ်ဆိုရင်တော့အခုမှစလုပ်တဲ့လူတွေအနေနဲ့တေချာပေါက်ကြံ့ခံနိုင်မှာမဟုတ်ဘူးသိန်း10ချီနဲ့ပိုဝေးသွားလိမ့်မယ်လို့ကျွန်မကတော့အကြံပေးချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်